Home button. System launcher. အားလုံးမင်္ဂလာပါကျွန်တော်ရဲ့ YouTube channel လေးကနေပြီးတော့အားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမှာတော့ဗာလေးလာပြီးတော့ပြောပြပေးချင်တာလဲဆိုတော့ဒီရွာမှာကျွန်တော်တို့အထာကြကြနာယီတန်ထည့်ပြီးတော့သုံးတဲ့နီးလေးကိုဒါတငယ်ချင်းတို့တော့လာရောက်ပြီးတော့မျှဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျအဲ့တော့အစီအစဉ်လေးမစတင်ခင်မှာကျွန်တော်ရဲ့ YouTube channel ကို like and subscribe နှိပ်ပြီးတော့အားပေးခဲ့ဖို့နဲ့ Telegram channel ကိုလည်း join ထားဖို့အတွက်တောင်းဆိုချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ Telegram ကို join ထားမှသာလဲ software တွေပါတယ်ဆိုလို့ရှိရင်ဒါသွားယူလို့ရမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ရဲ့ Telegram channel ကိုလည်းကျွန်တော် description မှာထည့်ပေးထားမယ်။အဲ့တော့အစီအစဉ်လေးစလိုက်ကြအောင်။ဘာလဲဆိုတော့ကျွန်တော်တို့ဒီရွာမှာနိုင်စံသုံးမယ်ဆိုလို့ရှိရင်ဥပမာအနေနဲ့ဒီအတန်လေးပေါ့ Blue screen. Page 2. Mark layer. Telegram. ကျွန်တော်ပြမယ် Save messages. ဒါမနေ့က Voice message. 12 seconds. Played. 251.6 KB sent at yesterday 11:00 PM. Seen. ကျွန်တော်ဖမ်းထားတဲ့ဟာလေးပေါ့ဖမ်းထားတာမဟုတ်ပါဘူး voice ပို့နေနဲ့အယုတ်တက်ဝင်လာတော့ဒီလိုမျိုးတုံးလို့ရတယ်ပေါ့ဗျာဒီအတန်လေး အခုမြန်မာစံတော်ချိန်ည7:00နာရီရှိပါပြီရှင် အဲ့လိုမျိုးကတော့ရှိအဲ့လိုပေါ့အဲ့လိုမျိုးတုံးဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ sound thing တစ်ခုလိုတယ်အဲ့ဒီ sound thing ကိုကျွန်တော်ရဲ့ Telegram channel မှာတင်ပေးထားမယ်ပေါ့လေဒါကတော့ကျွန်တော်ဖန်တီးတာလည်းမဟုတ်ပါဘူးကျွန်တော်တငယ်ချင်းတယောက်စီကနေဒီ sound thing ကိုရတာဖြစ်ပါတယ်အဲ့တော့ဒီ sound thing ကိုလုပ်တဲ့သူကိုလည်းဒါဖန်တီးတဲ့သူကိုလည်း credit ပေးပါတယ်ပြီးတော့ကျွန်တော်တငယ်ချင်းကိုလည်းမောင်သားစုပေါ့လေသူ့ကိုလည်းကျေးဇူးတင်ပါတယ်လို့ဒါလေးပြောပြတဲ့အတွက် Back button. System launcher. အဲ့တော့ဒီလိုမျိုးရဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့အားလုံးဂျီရှွာတွေကဂျီရှွာထဲမှာတွားပြီးတော့ download ဆွဲတဲ့ sound thing မျိုးပဲအဲ့လိုတော့ download ဆွဲတတ်မယ်ထင်ပါတယ်နော်ဒါကတော့တိတ်မခဲရင်ဘူးကျွန်တော်တို့ဒီဂျီရှွာတွေကိုဝင်ပြီးတော့sound thing တွေကိုတွား download ဆွဲတဲ့နေရာရှိတယ်ဒီကောင်းကိုလည်းအဲ့လိုပဲကျွန်တော်တို့အခုကျွန်တော် Telegram ဟာကို download ဆွဲလိုက်ဒီဟာလေးကိုဆွဲပြီးလို့ရှိရင်ကျွန်တော်အမအဲ့ဒါလေးကိုကလစ်လိုက်တဲ့အခါကျလို့ရှိရင်သူ့ရဲ့ permission တောင်းလိုက်မယ်အာသာအနေနဲ့အဲ့မှာကိုက Joshua ကိုဆိုတဲ့ဟာကိုကလစ်ပေးလိုက်အဲ့လိုကလစ်ပေးလိုက်တဲ့အခါကျလို့ရှိရင်သူ့ကိုဒီမှာသူကimport complete ဘာညာအဲ့လို all လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ sound အတန်နေမှတ်တဲ့ feedback စတင်နေရနေပြီးတော့ကျွန်တော်တို့သွားလောက်ရမှာပေါ့ Main menu. Screen reader settings. Suspend. Screen reader settings. 5. Back button. Feedback settings. ဒီမှာ Sound scheme 5. Sound scheme volume. Sound scheme 5. ဒီမှာ sound scheme သူကတော့ file လို့ပြောတယ်သူ name အရှိကောက်ကတော့ဒါမဟုတ်ဘူးပေါ့လေပြီးရင်ဒီမှာ Applications where additional sound effects are not. Sound scheme settings 5. ဒီမှာ sound theme setting အဲ့ဒီထဲမှာကိုက 5. ဒါတွေအတန်တွေသွားပြောင်းလို့ Focusable element. Clickable element. Keyboard element. Focus. Keyboard element. Not focus. Click. Long press. Scroll up. Scroll down. Scroll page default. One done. Reaching left. Cancel. Cancel. Clock soup. Windows. Dialog box. Screen lock. Screen unlock. Unlock. Edge gesture. Timer start. Timer end. Recognition. Recognition stop. None. Recognition error. None. Charging started default. Battery full. Battery full. Back. Scroll to previous text. Focus. Text default. Decrease volume. Decrease volume. Copy focus and event. Clear. Clear. Paste focus. Go back. Focus. Actions. Link focus. Text. Checkbox. Slider. Automatic translate. Automatic. Take a screenshot. Clear all notifications. Clear. အဲ့တော့ထားပါဒါကကိုလိုသလိုပြောင်းလို့ရတယ်ဒီမှာ Back button. Feedback settings. အဓိကကျွန်တော်ခုနကပြောတဲ့ sound ကျွန်တော်ပေးလိုက်တဲ့ sound ကို sound thing ကိုရဲ့ဒီ default feedback setting တွေက default ကိုကဘာထားတာလဲအဲ့ဒီမှာတွားပြီးတော့သူ့ကိုပြောင်းပေးဖို့လိုတယ်ခုဆို Sound scheme 5. ကျွန်တော်ဒါ Sound scheme volume 100. Sound scheme 5. Sound scheme. Not Samsung talkback. Default object. Not Samsung talkback object. Apple YE Google talkback. Not Samsung talkback object. Feedback settings. ဒီလိုပြောင်းလိုက်ရင်ဒါ Back button. နိုင်တန်ကမရတော့ဘူးလေခုနလောက်ခဲ့တဲ့ဟာသူရရင်တော့မှဒါချီရှူရီကနေအင်္ဂလိပ်လိုပဲအဲလီကွန်တန်နဲ့អော်မယ်အဲ့တော့ခုနကျွန်တော်က Sound scheme. Not Samsung talkback. ဒီမှာ top up ဖြစ်နေတယ်ကိုကတကယ်လို့အဲ့ဒီနေရာမှာခုနကျွန်တော်ပေးတဲ့ sound တင်မထားသေးဘူးဆိုရင်ဒါသွားထား Sound မှာ scheme. Not Samsung talkback. အဲ့တော့ Applications where additional sound scheme. Not Samsung talkback. Sound scheme. Default object. Not Samsung talkback object. Apple YE Google. Team 5 object. ဒီမှာတော့
ဒီမှာ तू က default မှာတက်လာကို default သွားရွေးတဲ့နေရာမှာတက်လာလို့ရှိရင် Accessibility 5 unchecked. ဒီကောင်းတဲ့နဲ့တက်လာလိမ့်မယ် 5 unchecked. 5 unchecked. Scrolling mode. Characters. 5. तू 5ရွေးတဲ့စလုံးနဲ့ပေါ့လေငါတဲ့ Default. အဲ့တော့ Accessibility 5 unchecked. အောင်ချက်လိုက်မယ် Feedback settings. Back button. Gizmo Plus. အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်တို့က အခုဟုတ်ပြီဒီမှာ default မှာဟို feedback setting တွေက default မှာ sound thing ကိုကဟိုလောက်ပြီးကျွန်တော်ဒီခုနကျွန်တော်ပေးတဲ့ file လေးကို default ထားပြီးဆိုလို့ရှိရင်ကျွန်တော်တို့ advanced setting တွေက timer setting တွေကိုတစ်ချက်သွားရမယ် Back button. ဟိုဒီထဲမှာ long play ထောက်ထားတို့ဟို click လိုက်ရင်မြည်တဲ့အတန်တို့တွေကအဲ့ဒါငွေချင်းတို့တည်ပြီးသားပါ System launcher. ဟို Main menu. Yeah. Extensions. Screen reader settings. Screen reader settings. Gizmo Plus. Advanced settings. advanced setting Extensions. Advanced settings. advanced setting တွေက Advanced settings. Operation settings. Timer settings. timer setting Timer settings. timer setting မှာကျွန်တော်တို့ရွေးပေးရမယ့်ဟာလေးတွေရှိရဲ Automatically read the time announcement TTS settings. Time announcement timer settings. Navigate up button. Default action for timer function start now. Reset timer. Timer label manager. Time announcement TTS settings. timer Automatic time announcement TTS settings. timer Time announcement TTS settings. timer normal TDS setting နဲ့ဒီမှာ TTS engine. TTS rate acceleration 1. TTS volume 1. TTS pitch audio channel media. Select TTS engine Gizmo plus /com dot dot Augment. အဲ့ဒီခုန timer normal ဟို TTS setting ဆိုတဲ့ထဲထဲဝင်ပြီးလို့ရှိရင်သူကမှ TTS engine လို့ អော်လာလိမ့်မယ်အဲ့လို អော်လာပြီးလို့ရှိရင်အပေါ်ဆုံးမှာ Select TTS engine Gizmo plus /com dot dot Augment. select TTS engine ဆိုတဲ့နေရာမှာအဲ့ဒါကိုဝင်ပြီးတော့ကျွန်တော်တို့က Select TTS engine. Main TTS engine object. System TTS engine object. SDI object. Ilu cloud TTS speech recognition. Auto TTS /com dot speak dot audit subject. ဒီမှာ auto TTS နဲ့ထားခြင်းလဲရ auto Speech TTS recognition. နဲ့ထားရင် System တော့ Google /com dot Google dot Android dot TTS object. သူကကြောတန်နဲ့ပဲထွက်မယ်ပေါ့လေ Auto TTS PTI eloquence TTS /com dot factory dot eloquence subject. Elicon တန်နဲ့လည်းထားလို့ရတယ် Gizmo plus /com dot dot Augment checked. ဒီမှာ GSU Black ဒါလေးနဲ့ထားမှခုနလိုကျွန်တော်ပြောတဲ့မြန်မာလို អော်ပေးပါဘူးလေ TTS engine. ပြီးလို့ရှိရင်ဒီမှာ TTS volume 100. TTS pitch audio channel media. Back button. Timer settings. ဒီထဲကဒါလောက်ပဲเนาะခုန timer normal setting ဆိုတဲ့ထဲထဲဝင် Time announcement TTS settings. အဲ့ဒီဟာကိုဝင်တဲ့ဟာဒီမှာ TTS engine သွားရွေးတာပါလေအဲ့အောက်မှာဘာရှိလဲဆိုတော့ Automatically read the time check controls whether the time should be automatically read at the specified intervals. ဒီမှာဒါ Unchecked checkbox. Checked. ဒီကောင်ကိုချက်ပေးထားရမယ် Time automatically read the time check controls whether the time should be automatically read at the specified intervals. နောက်ကဒီစလုံးမောင်းနဲ့ Time automatically read the time check controls whether the time should be automatically read at the specified intervals. ဟိုအားလုံးလည်းမမှတ်မိတယ်လို့ကျွန်တော်လည်းမမှတ်မိအဲ့တော့ Time announcement TTS settings. ဒီ timer normal sorry เนาะကျွန်တော်ခေါ်တာလွဲသွားရင်လည်း timer normal TTS setting ဆိုတဲ့အောက်က Automatically read the time check controls whether the time should be automatically read at the specified intervals. အဲ့ဒီကောင်ကိုအမှန်ချစ်ပေးထားမယ်ပြီးရင် Time read interval every 15 minutes. ဒီမှာကိုကဘယ်လောက်ထားမလဲ Time read interval. တော့ဒါမိနစ်တွေရွေးတဲ့နေရာပေါ့ Time read interval. Every 5 minutes unchecked. Every 10 minutes unchecked. Every 15 minutes checked. Every 30 minutes unchecked. Every hour unchecked. every hour every 5 မိနစ်ကနေ every hour ပေါ့လေ every hour ဆိုတော့တနားရီတစ်ခါអော်တယ်5မိနစ်အခု ယခုမြန်မာစံတော်ချိန်ညနေ9:15မိနစ်ရှိပါပြီရှင် ကျွန်တော်က5မိနစ်sorry 15မိနစ်တစ်ခါអော်တဲ့ဟာကျွန်တော်က Back button. ထည့်ထားတယ် Timer settings. အဲ့တော့ဒီမှာမိနစ်တွေရွေးပြီးရင် Active hours 8. Timer interval 10 minutes. Announce with haptics checked. Timer manager. အဲ့ဒီကျန်တာတွေကတော့ကျွန်တော်အခုသုံးတယ်လို့အသေးစိတ်ကြည့်တော့ကျွန်တော်ပြတော့သဘောတရားလောက်ပဲအဲ့ဒီမှာဟို sound တင်းကပါလဲဟို music အတန်ပါထည့်ခြင်းလဲအဲ့ဒါတွေတွားရွေးလို့ရတယ်ဒါတွေကတော့တငယ်ချင်းတွေကလိကြည့်လိုက်ပါလေအခုကျွန်တော်လုပ်ပြတာကတော့ဒါကျွန်တော်ကတော့အဲ့ဒါတွေမရွေးဘူးသူ default ပါတဲ့အတန်တိုင်းပဲကျွန်တော်ထားတာအဲ့တော့ဒီလိုချိန်ရပါတယ်လို့เนาะမရှင်းတာပဲရှိတခုခုနားမလဲတာပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့940 80 9856မှာလဲ Telegram မှာလာမေးလို့ရတယ်လို့ comment box မှာလည်းပဲရေးခဲ့လို့ရပါတယ်လို့အဲ့တော့ဝေဖန်အကြံပြုချင်တာပဲဖြစ်ဖြစ်တခုခုဟိုတင်ဆက်စီခြင်းတဲ့ဗီဒီယိုပဲရှိကျွန်တော်ရဲ့ comment box မှာရေးခဲ့လို့ရပါတယ်ခင်ဗျာဒီနေ့အတိုင်းလေးသုံးရင်အဆင်ပြေပါတယ်เนาะအဲ့တော့ Home အ button. ကောက်ထဲနဲ့နားမလည်ဘူး System launcher. tutorial ကို2ခေါက်လောက်3ခေါက်လောက်နားထောင်ပြီးတော့ like လုပ်ကြည့်ပါလို့အဲ့ဒါဆိုအဆင်ပြေပါတယ်ဒီမှာသူကကျွန်တော် like ပြနေအများကြီးရှိမှာမို့လို့အဲ့ဒီထဲမှာ
တော့နိုင်ယခုမြန်မာစံတော်ချိန်ဘယ်လောက်ရှိပါပြီအဲ့လိုမအော်ခင်မှာတီလုံးကဘာသာလေးနဲ့ထားမလဲအဲ့ဒါတွေလည်းရွေးလို့ရတယ်အဲ့ဒါခုနကကျွန်တော်ပြရတဲ့ဒီ feedback setting တွေက sound tune setting ဆိုတဲ့ထဲမှာတွားပြီးတော့ရွေးရတာဖြစ်ပါတယ်လို့အားလုံးပဲနောက် tutorial တွေမှာပြန်တွေ့မယ်ဗျအားလုံးပဲတက်တာနော်